ပြောနေရလား ကဲအားလုံးမင်္ဂလာပါကျွန်တော်တို့စက်တန်းအောင်နော်ဒီစီလည်းကောင်းပြနေကြတော့ကျွန်တော်ဗီဒီယိုလုပ်ပြီးတော့တင်တာပါနော်အဲ့ဒီစီကဘယ်လိုဓာတ်ပုံနေလဲဓာတ်ပုံကြည့်လဲဆိုတော့ကျွန်တော်တို့ဖြစ်ကြည့်အောင်နော်ဆိုတော့လည်းကျွန်တော် ပြောနေရလား ဒီကောင်ကဖက်နက်စီအတွင်းမှာခါရှေးအိတ်ရှေးအိတ်ပေါ့တယောက်တည်းမစုံပြီးလိုက် ဝေးအဲ့ဆိုသူတို့တစ်ချေအိတ်ခါစားပေးရပါ ဟုတ်တယ်ခြေရစား ခေါင်းစားချေဆုံး အကုန်လုံးပဲသူတို့တကိုကြီးအကုန်လုံးသူတို့ခလာကုန်းမှာအကုန်လုံးဝစ်စင်လို့ရအစားအသောက်ပေါ်ပေးလိုက်အတွင်းကမောင်းမိပါမယ်ရှေးအိတ်ပါမယ်အတွင်းထဲကဆွတ်ကျေပါမယ်ချွေးတုပ်ပေါ်ပါမယ်မြင်းတုပ်ပေါ်ပါမယ်ကျော်ပွေးပြီးလို့ချင်း equipment အန်ကိုပုံပါမယ်သူတို့မှဒီမှာဘာမှမရှိဘူးပြီးလို့ချင်းပေးတဲ့အခါမှာဝေးဖို့အတွက်အနွေးတယ်ပါပါသေးတယ်ပြီးလို့ချင်းသူတို့အိတ်ဖို့အတွက်ဆောင်းလူတွေရမယ်ဆောင်းကြားတွေရတယ်ပြီးလို့ရှင်းအောင်တွေရတယ်အောက်မှာသူတို့တော်တဲ့ကောင်တွေကောင်းမဲ့ဆိုမြေကင်းပါလေရ ဒါခုနကခါနဲ့တူတူပဲ အကောင့်တစ်ပတ်ကြီးဒါတော့ချွတ်တုတ်တစ်ပတ်ချွတ်တုတ်တစ်ပတ်ပေါ့လေ့ကျင့်ငန်းလုပ်တဲ့ကမှာချွတ်ထုတ်တယ်ချွတ်ထုတ်ဖို့ဒါတော့ချွတ်တုတ်တစ်ပတ်တော့ရတော့ညနေတုတ်တစ်ပတ်ခေါင်းတော့ကြီးဟောဒါလည်းချွတ်တုတ်ပဲလားဒါလည်းချွတ်တုတ်ဘာမျက်နှာတော့ဟိုဘက်မှာ